တော်၎င်းပတ်ဝန်းကျင်မှာတော့မင်္ဂလာနဲ့ပတ်သက်တဲ့သတင်းဒါမှမဟုတ်လို့ရှိရင်စိတ်ပျော်ရွှင်စရာကိစ္စရက်နဲ့ပတ်သက်တဲ့သတင်းနော်ရုတ်တရက်မထင်မှတ်ပဲ surprise လက်ဆောင်တွေရရှိပြီးတော့သူများပေးရင်ကိုပါစိတ်ပျော်ရွှင်ရတဲ့အနေအထားမျိုးနဲ့တစ်ချိန်ချိန်မှာကိုလည်းပြန်ရလာလိမ့်မယ် surprise နဲ့ပတ်သက်တဲ့လက်ဆောင်မျိုးလေးတွေဒီတစ်ပတ်တော်ထဲမှာရရှိနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာရက်သက်တစ်ပတ်မှာစုံတွေ့ရပါလိမ့်မယ်စုံတွေ့ရမယ်ရက်သက်တစ်ပတ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုစိုးရိမ်ပူပန်မှုစိုးရိမ်စိတ်တွေမထားဖို့အတွက်ကိုလည်းအကြံပေးခြင်းနဲ့တခါကြလို့ရှိရင်ဒီရက်သက်တစ်ပတ်အတော်ထဲမှာတောက်ကြသားသမီးတွေကဘာတွေဖြစ်နေလဲဆိုလို့ရှိရင်နည်းနည်းအများနဲ့ဆန့်ကျင်ဘက်လေးတွေဖြစ်နေတယ်စိတ်မြန်လက်မြန်လှုပ်ချင်တာကိုထထပြီးလှုပ်တတ်တဲ့အကျင့်မျိုးလေးတွေပေါ်နေလိမ့်မယ်ဒီလိုစိတ်မျိုးဒီလိုအတွေးမျိုးလေးတွေပေါ်နေလိမ့်မယ်စိတ်မြန်လက်မြန်အရန်ကရောမထားပါနဲ့လို့အကြံပေးခြင်းပါတယ်ခါကြလို့ရှိရင်အခုနေတော့စိတ်တူတဲ့ဒေါသထွက်တဲ့ဘာဖြစ်တဲ့ညာဖြစ်တဲ့ထုမဲ့ရိုက်မဲ့လုံမဲ့ကြိုင်မဲ့ဆိုတဲ့အတွေးမျိုးဖြစ်နေပြီမဲ့ခဏနေကြလို့ရှိရင် तू မဟုတ်တယ်လို့မျိုးအယူဝါထနေနေလိမ့်မယ်ဒီလိုအကြောင်းတရားမျိုးလေးတွေဒီလိုပုံစံမျိုးလေးတွေတောက်ကြသားမြင်များဒီတစ်ပတ်မှာကြုံတွေ့ရတတ်တယ်ရက်တာတစ်ပတ်ဖြစ်တယ်ဒါကြောင့်မို့လို့တချို့သောအရာလေးတွေမှာစိတ်ညံလက်ညံလေးတွေမထားပါနဲ့စိတ်ပူနေတဲ့အရာလေးတွေစိုးရင်စိတ်လေးတွေကို short ချပါစိုးရင်စိတ် short ချလေးလေးမိမိရဲ့လုပ်ငန်းတို့ဒီအောင်မြင်မှုပန်းနိုင်ကိုမကြခင်မှာရောက်လန်းတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့စိုးရင်စိတ်ကိုအတတ်နိုင်ဆုံး short ချဖို့အကြံပြုချင်ပါတယ်စိုးရင်စိတ်ရောမှသာလျှင်အဆင်ပြေနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာဖြစ်မှာမို့လို့နော်ဒါကြောင့်မို့တောက်ကြသားသမီးများစိုးရင်စိတ်ကိုအတတ်နိုင်ဆုံး short ချပါတတ်နိုင်ဆုံးစိတ်မြန်လက်မြန်ကိစ္စရပ်လေးတွေကို short ချပါဒါမျိုးလေးတွေကို short ချပြီးဖို့အတွက်ကိုလည်းအကြံပြုချင်ပါတယ်တောက်ကြသားသမီးများအတွက်အချစ်ရည်နဲ့ပတ်သက်တဲ့ကိစ္စအိမ်တွင်းရေးမိသားစုရည်နဲ့ပတ်သက်တဲ့ကိစ္စရပ်မျိုးလေးတွေဟောကြားပေးချင်ပါတယ်တောက်ကြသားသမီးများဒီတစ်ပတ်အတော်ထဲမှာအချစ်ရည်နဲ့ပတ်သက်လာတဲ့ခါကျလို့ရှိရင်နှစ်ယောက်ပြိုင်တာနှစ်ခုပြိုင်တာမျိုးလေးတွေကြုံတွေ့ရတတ်တယ်နော်တစ်ဖက်ကိုလည်းရွေးချယ်ခြင်းနဲ့တစ်ဖက်ကိုလည်းအာနာတယ်ဒီလိုပုံစံမျိုးလေးတွေကြုံတွေ့ရတတ်တယ်နှစ်ယောက်ကြားထဲမှာကိုကအမြဲတမ်းပြဿနာတက်နေတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံတွေ့ရတတ်တယ်နော်အချစ်ရည်နဲ့ပတ်သက်ပြီးစမ်းပွင့်နိုင်တဲ့စမ်းပွင့်တတ်တယ်နော်တငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေရဲ့ချစ်သူရည်စားနော်မင်္ဂလာကိစ္စလေးတွေသတင်းကြားရလိမ့်မယ်မင်္ဂလာနဲ့ပတ်သက်တဲ့အကြောင်းရင်းလေးတွေသတင်းကြားရနိုင်တဲ့အခြေအနေပိုင်းဆိုင်ရာဖြစ်တယ်အဲ့ဒါမျိုးလေးတွေလည်းသတင်းကြားလာနိုင်တဲ့ရက်တာတစ်ပတ်လို့ဆိုရမှာဖြစ်တယ်ဒါကြောင့်မို့လို့ဒီရက်ပိုင်းအတော်တွင်းမှာမင်္ဂလာဖိတ်စာတော်၎င်းနော်ဒါမှမဟုတ်လို့ရှိရင်မင်္ဂလာဖိတ်စာတော်၎င်းမင်္ဂလာဖိတ်စာနဲ့ပတ်သက်တဲ့မင်္ဂလာဘွဲတော်၎င်းတက်ရောက်ဖို့အတွက်ဖိတ်ခေါ်တဲ့အနေအထားဖိတ်ကြားတဲ့အနေအထားမျိုးလေးတွေတက်ရောက်ရလိမ့်မယ်ဒီလိုတက်ရောက်ရမယ်ဆိုလို့ရှိရင်လည်းအရန်ကောင်းပါတယ်မမီရဲ့အချစ်ရည်နဲ့ပတ်သက်တဲ့ကိစ္စကံကြမ္မာပွင့်လန်းလာပါလိမ့်မယ်အချစ်ရည်နဲ့ပတ်သက်လို့ရှိရင်တောက်ကြသားသမီးများရဲ့စိတ်ထဲမှာတော့အချစ်ရည်နဲ့ပတ်သက်ပြီးတိတ်ပြီးတော့ခေါင်းထဲမှာမရှိဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ကနည်းနည်းလေးရင့်ကျက်တဲ့အတွေးမျိုးလေးတွေဒီတစ်ပတ်မှာအများဆုံးဖြစ်နေလိမ့်မယ်။အချစ်ရည်ကိုစိတ်ကုန်နေတဲ့အနေအထားမျိုးလေးတွေတော့ဖြစ်နေလိမ့်မယ်။သို့တော့အနားမှာလာလမျှလူကိုဖယ်ထုတ်တာတို့ကန်ထုတ်တာတို့လက်မခံတာတို့ဒါမျိုးလေးတွေကြုံလိမ့်မယ်